Everyone အားလုံးပဲမင်္ဂလာပါရှင် CS Education Center နဲ့ကြိုဆိုလိုက်ပါရရှင်ဒီနေ့ဒီဗီဒီယိုလေးကဒီ Elementary 4th Grade Video Class ရဲ့ D1 ဗီဒီယိုလေးဖြစ်ပါတယ်ရှင်ပထမဆုံး Video Class သွားပုံလေးကိုချက်ရှင်းပြမယ်เนาะဒီချက်ကတော့ဒီ Elementary 4th Grade Class ကိုသင်ကြားပေးမယ်ဒီချက်ခံနေဖြစ်ပါတယ်ရှင်ဒီ Video Class ကဆိုလို့ရှိရင် Week 1ကနေပြီးတော့ Week 8ထိသွားမှာเนาะ2လစာ lesson plan ဆွဲထားတာဖြစ်ပါတယ် lesson plan နဲ့သွားမှာเนาะအဲ့တော့ week 1 day 4 week 2 day 4 week 3 day 4ကနေပြီးတော့ week 8 day 4ထိစုပေါင်းရက်ပေါင်း32ရက်စာသွားမှာเนาะအဲ့တော့32ရက်စာပြီးလို့ရှိရင်စုစုပေါင်း video record 32ခုစာရှိမယ်ပေါ့32ခုစာမှာဒီ32ခုစာလုံးပြီးသွားပြီဆိုလို့ရှိရင်တောင်းကနေပြီးတော့ elementary level ကိုမှ level test တွေတစ်ခုစစ်ပေးပါเนาะlevel upload tax လေးပေါ့အဲ့ tax လေးကိုအောင်မြင်နေဆိုလို့ရှိရင်ကျောင်းကနေပြီးတော့အတိမတ်ပြု certificate ထုတ်ပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီ certificate ရဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီ video lesson class ကအလုံးသိတဲ့အတိုင်းပေါ့နော် video တွေဆိုလည်းပြင်ပြီးတော့ကြည့်နေရှင်ရေးကြည့်လို့ရတယ်နားမလည်တာရှိရင်လည်းနားမလည်တဲ့အပိုင်းလေးကိုထပ်ခါ practice လုပ်လို့ရတယ်နောက်ပြီးတော့ကျတော့အချိန်နေရာမျိုးလေ့လာလို့ရတယ်ဆိုတော့အများကြီးအားသာချက်တွေရှိတဲ့ class လေးပေါ့နော်ဒါမဲ့တခုတော့ရှိတာကကြတော့စာလုံးကိုမပြင်းမဲနဲ့ပုံမှန်လုပ်နိုင်ရင်တော့အဆင်ပြေပါလိမ့်ရှင်အဲ့တော့ဒီ share က video တစ်ပုဒ်တင်နေ week 1 day 1အဲ့လိုဒီလေးတွေနဲ့တင်ပေးသားမှာပေါ့အဲ့တော့ week 1 day 1တင်လိုက်လို့ရှိရင်အဲ့အိမ်စာကိုဒီ share ကတစ်ပုဒ်ချင်းစီမှာအိမ်စာတစ်ခုထည့်ပေးထားအဲ့မှာထည့်ပေးထားတဲ့အိမ်စာကိုပြီးသွားပြီဒီချက်တဲ့ဒီမှာပေါ့ week 1 day 1ဆိုတဲ့ video ကြည့်ပြီးသွားပြီဆိုလို့ရှိရင် video ရဲ့အောက်မှာ done လို့ရေးပြရမှာရေးပေးပြီးရင်ကြတော့ဒီချက်ကို Messenger group ထဲမှာအင်စာထပ်ပေးရမှာပါတယ်ရှင်เนาะအင်စာလုံးမလုံးကိုကြည့်ပြီးတော့မှ level ပြီးမြောက်ကြောင်း task ကပြန်စစ်ပြီးပြီးမှ certificate ရမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီ basic နဲ့ elementary ဆိုတော့ဒီချက်ကမြန်မာလိုပြောတာများတယ်เนาะဒါပေမဲ့ English လိုလည်းပြောပြပါမယ်ရှင် pre-inter နဲ့ intermediate ဆိုရင်တော့ English လို pre-inter ဆိုရင်တော့ဒီ3ပုံ2ပုံလောက်က English လိုပြောရရှင်intermediate ဆိုရင်တော့ E2 ပဲသွားတာပေါ့เนาะ elementary ကျတော့ဒီချက်ပြောတဲ့အခါကျရင်နည်းနည်းအဲ့လိုနားမလည်တာလေးတွေဖြစ်မှာဆိုဒီချက်ကမြန်မာလိုတော့တဝက်လောက်စီပေါ့เนาะမြန်မာလိုလေးပြောပြတော့ပါမယ်ရှင် okay စရအောင် Okay elementary 4th class တွေဖြစ်ပါတယ်ဒီချက်နာမည်ပြန်မိတ်ဆက်ပါပဲချက်နာမည်ကတော့ဒီချက် Candy ဖြစ်ပါတယ်ရှင် Okay week 1ရဲ့ D1 မှာ D1 ဆိုတဲ့အတိုင်းပုံမှန်ဆိုရင် introduction မှာပဲเนาะ introduction မှာ intro လုပ်တဲ့အခါမှာသုံးတဲ့ vocab လေးပေါ့เนาะ hello hi သုံးမယ် greeting လုပ်တာပေါ့တယောက်နဲ့တယောက်တွေ့တဲ့အခါမှာသုံးတာ good morning good afternoon good evening greeting for the different time of the day ကျ English လိုလေးပဲ translate လုပ်ပေးထားပါတယ်เนาะဒါကြတော့နှုတ်ဆက်တာ when you leaving you have to say goodbye bye see you or something as you like နောက်တစ်ခုကျတော့ asking someone name တယောက်ရဲ့ name မေးတဲ့အခါကျရင် what's your name my name is nice to meet you how are you I'm fine good I'm okay not bad where you from ဒါကတော့ပုံမှန်တယောက်နဲ့တယောက်တွေ့တဲ့အခါကျရင်မိတ်ဆက်လေးရှိရဲ့basic intro လေးပေါ့နော်ဒါကြောင့်ပြန်ဖြေရ I am from how old are you how old are you လို့ပြောတယ် how old are you with I am ဆိုပြီးတော့မှ you have to write down your age ပေါ့နော် current age ကိုas what do you do I'm a student or teacher or driver or worker or you have to talk about your job ကိုယ့်ရဲ့ job အကြောင်းပြောလို့ရတယ် you speak English ဆိုပြီးတော့တယောက်ယောက်ကဘာသာစကားလေ့လာမှုအကြောင်းမေးတဲ့အခါသုံးလို့ရတယ် yes a little yes I do no I don't အဲ language နဲ့ပတ်သက်ပြီးတော့ပြန်ဖြေလို့ရတယ်အခုကျတော့ introduction someone else တယောက်ကိုမိတ်ဆက်ပေးတဲ့အခါကျရင် this is my friend ဘယ်သူပါဆိုပြီးတော့ကိုကမိတ်ဆက်ပေးလို့ရတယ် welcome ကတော့ greeting when someone arrive တယောက်ရောက်လာတဲ့အခါမျိုးမှာနှုတ်ဆက်တဲ့အခါเนาะဒါကြတော့ basic introduction လေးတွေပေါ့เนาะဒါရတော့ပြောစရာတော့မလိုတော့ဘူးဒါမှ just reminding เนาะဒါ conversation လေးတစ်ချက်ထည့်ပေးထားဖြစ်ပါတယ် Anna နဲ့ Bing တို့ရဲ့ conversation လေးဖြစ်ပါတယ်ဒီချက်ပဲဖတ်ပြပါမယ် Hello hi what's your name အဓိကဒီချက်ဖတ်ပြရဲဆိုတာကကျတော့ pronunciation လေးကိုနားထောင်စေခြင်းလို့ပေါ့เนาะအဲ့တော့ Hello hi what's your name ဒီနဲ့အတူလိုက်ပြောရင်ကောင်းမယ်ဒါမှမဟုတ်ချက်ပြောပြီးတဲ့အခါမှာကိုယ့်ဘာသာကိုပြန်ဒီချက်ဗီဒီယိုလေးကို pass လုပ်ပြီးတော့ပြန်ပြီးတော့
ဘာသာကိုရွတ်ကြည့်တဲ့အခါမျိုးလေးလုပ်ကြည့်ပါနော် Hello hi what's your name My name is Anna What's your name What is your name လို့ပြောပါတယ် What's your name I am Bing Nice to meet you Anna Nice to meet you too Bing Where are you from I am from London and you I am from Bangkok Oh great How old are you How old are you လို့ပြောပါတယ် How old are you I am 12 years old and how old are you I'm 13အဲ့မှာတစ်ချက်ရှိ I am 12 years old လို့ဖြေလို့ရတယ်ဒါမှမဟုတ် I am 12လို့ဖြေလို့ရတယ် I am 12 years နဲ့တော့ရပ်ထားလို့မရဘူးเนาะ Do you speak English Yes a little Do you Yes I do That's good Are you a student Yes I am Me too ဒါကစစောရှေ့မှာပေးထားတဲ့ basic introduction ကိုပြန်ပြီးတော့ conversation လေးကျရေးပေးထားတာเนาะOkay, fill the blank လုပ်ကြည့်အောင်ဒီဟာကဘာလုပ်မှာလဲဆိုတော့ basic မှာဆိုရင်တော့ကျတို့ဒီ present tense လေးခုပေါ့နော် simple present tense အကြောင်းသင်ပြီးပြီသင်နားလည်ခဲ့မယ်ပေါ့နော် elementary ရောက်လာပြီဆိုတော့ကြောင့်မလို့ခြေကအဲ့ဒါကိုပြန်ပြီးတော့ reminder လုပ်တဲ့သဘောပဲပေါ့နော်ကိုလက်လေးဖြည့်ပေးရမှာပါ use the simple present tense ကိုသုံးပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ်အဲဆိုရင် subject verb 1 SES ပေါ့နော်သူရဲ့ form ကကြတော့အဲ့တော့အလေးဖြည့်ပေးရမှာပါ she plan to school every day ဒါလေးကဖြည့်ပေးပြီးအဖြေလေးဒီချက်ကိုပို့ပေးရမှာဖြစ်ပါတယ်ရှင်းမဖတ်ပြတော့ပါဘူး skip လိုက်ပါမယ်နော်ဒါကြတော့ passage my daily life first day ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်ဖတ်ပြပါမယ်My name is Alex. I am 12 years old and I live in a small town. I go to school from Monday to Friday. I usually wake up at 6:30 in the morning. I brush my teeth, wash my face, and eat breakfast with my family. Not breakfast, but breakfast. Not eat breakfast with my family. After breakfast, I walk to school with my best friends. At school, I study many subjects. I like English and math. But I don't like history. My teachers are very kind and they help me a lot. At lunchtime, I eat with my classmates. We talk and laugh together. In the afternoon, I finish school at 3 o'clock. I go home and do my homework. Sometimes I play football with my friend in the park. In the evening, I have dinner with my family. After dinner, I watch TV or read a book. Finally, I go to bed at 9:30. I love my daily life because I spend time with my family, my friends, and my teacher. Our daily life go easy ဖြစ်တာလေးပေါ့နော်။အဲ့ဒါအင်္ဂါလေးပါ writing test ဒီနေ့ကတော့ intro နဲ့ introduction အကြောင်းပါပဲ first day ဖြစ်တဲ့ကြောင့်ပို့ပို့ပပလေးကနေစရအောင် intro ရေးရပါ intro မှာကိုကြောင့်ကိုမိတ်ဆက်တဲ့ဟာလေးရေးပေးရမှာပါYou write a short paragraph 8 to 10 sentences တဲ့နော်အနည်းဆုံး8 to 10 sentences ရေးပေးရပါမယ်10 sentences တဲ့ကြော်ရေးရင်လည်းရပါတယ်ရှင် About your daily routine ရေးပေးရမှာပါ Use time expression usually always sometime never and conjunction ဖြစ်တဲ့ conjunction တွေဖြစ်တဲ့ and back after that bang ကိုသုံးပြီးတော့ daily routine စပုတ်ရေးပေးရမှာဖြစ်ပါတယ်ဒါ exam beginning ပေးထားတာပါ I usually wake up at 6:30 after that I brush my teeth and wash my face and then I so you have to keep continue your writing ပေါ့နော် writing ကိုဆက်ရေးပေးရမှာပါအဲ့တော့ဒီထဲမှာ daily routine ကိုရေးခိုင်းပေမဲ့ဒီချက်ကိုမိတ်ဆက်တာလေးပါထည့်ပေးရမှာပဲHello everyone my name is Badu အသက်ဘယ်လောက်ပါလောက်ရကြိုက်တယ်ဘာရေးပေးရမှာကိုယ့်ရဲ့ daily routine လေးကိုဒီချက်ကိုအင်စာလေးထပ်ပေးရမှာဖြစ်ပါတယ် Any question? So အခုမှတော့မေးလို့မရဘူးပေါ့နော်ဗီဒီယိုကြီးဖြစ်နေရမို့လို့เนาะ Any question ဆိုတော့တကယ်လို့ if you have a question you can ask me anytime ပါเนาะဒီချက် group ထဲမှာအများကြီးရှိပါတယ်အဲ့တော့ကျတော့မေးစရာရှိရင်နားမလည်တာရှိရင်ချိန်မေးလို့ရပါတယ် So bye bye for today don't forget to do your homework